အားသောဝါနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီမှာဆိုလို့ရှိရင်တော့မြန်မာနယ်ရှင်လေး2025-2026ဘလုံးရာသီပွဲစဉ်6ရက်နောက်ဆုံးနေ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့သစ္စာအမှန်အသင်းနဲ့ရခိုင်နဲ့တဲ့အသင်းတို့ရဲ့ပွဲစဉ်ကတော့ဒီကအားကစားကွင်းမှာစတင်ပြီးတော့ရှင်ပြန်ကစားတော့မှာပဲဖြစ်ပါတယ်ငွေများပြားကိုခြေခံပြီးတော့ဖွဲ့စည်းထားတဲ့သစ္စာအမှန်အသင်းနိုင်ငံသားကစားသမားတွေပါဝင်နေခဲ့တဲ့ရခိုင်နဲ့တဲ့အသင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့သစ္စာအမှန်အသင်းရဲ့ခြေစမ်းကောင်းတွေကိုဆက်လက်မြင်တွေ့ရဖို့ရှိမလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းနေရပဲဖြစ်ပါတယ်။စာမန်အသင်းအနေနဲ့ကတော့သူတို့အသင်းအားထားတဲ့အသင်းကောင်းဆောင်စောထူးပွဲမှုပေါင်းလာခြင်းမရှိဘဲနဲ့ဒီပွဲစဉ်ကိုတော့ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။စောထူးပွဲမှုရန်စင်းမှလည်းတွေ့မြင်ထားခြင်းတော့မရှိဘူးခင်ဗျ။အောင်နိုင်ဝင်မက်ဆိုရလာပြီတောက်လျှောက်ပဲမက်ဆိုရှုပ်လိုက်တင်လေးမျောပေးထားတယ်။သူရဧရိယာထဲမှာပဲရှုပ်ချက်ခန့်နေလက်ကန်လာပြီ။ပိတ်ဖို့ကြိုးစားတယ်ဘလုံးရှိမှာတော့သူကြပဲခန့်သူလေးနဲ့ဇော်နိုင်တို့ပေးရထားခဲ့တာပဲဖြစ်ပါတယ်။ခိုင်တဲ့တင်းရဲ့ဗျူဟာကတော့အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးတော့အောင်နိုင်ဝင်းရဲ့ကံချက်ကတော့ကိုယ်ရေးဝင်မှုအတွက်တော်တော်လေးနီးစပ်ခဲ့တဲ့အနေအထားမှာတော့ရှိခဲ့တာပဲဖြစ်ပါတယ်။ဆိုင်ဝနာအောင်စီပေးထားတယ်ဆိုင်ဝနာအောင်စာမန်တဲ့တိုက်စစ်ကစတင်လာခဲ့ပြီပဲဖြစ်ပါတယ်ဆိုင်ဝနာအောင်အေးရထိစက်မှာပဲလက်ကန်တယ်သစ္စာအမှန်တင်ရဲ့ဘုံပြန်ထားရှိုင်းထောင်းရှေ့ဝမျောပေးထားတယ်စောမျိုးစောကန်နေဆုံးခဲ့ရမှာတော့ခံမင်းတဲ့ပဲပို့လို့ထားနိုင်ခဲ့ရဖြစ်ပါတယ်မဆိုးဘလုံးထိမ့်သိမ်းတာကတော့တော်တော်လေးကိုရွေးချက်တွေများသွားခဲ့တာပဲဖြစ်ပါတယ်မင်းမော်ဦးတယောက်ကြော်လာပြီရာသီးတယ်မင်းမော်ဦးပြည်စုံအောင်ဧရိယာထဲမှာပဲလက်ကန်လာပြီနောက်ထပ်တစ်ချိန်ရှိမှာတော့သစ္စာအမှန်အသင်းရဲ့တိုက်စစ်ကပြည်စုံအောင်တစ်ချိန်တိုင်တိုင်အခွင့်ရခဲ့တာပဲဖြစ်ပါတယ်သူရဲ့ပထမချိန်ကန်ချက်ကိုတော့ရခိုင်သင်းရဲ့ကိုသမာခန့်မင်းသက်ဒီချိန်မှာလဲအစံပြကောက်ွယ်ခဲ့ပြီးတော့နောက်ထပ်တစ်ချိန်ထပ်မံရရှိတဲ့အခွင့်အရေးကိုတော့ပြည်စုံအောင်ကန်သင်းမှုအကျိုးသားမှာတော့ကိုရှိမှရှိနေခဲ့တဲ့ရှိုင်းဝနာအောင်ကလည်းအနေငယ်လေးနောက်ကျနေခဲ့တာပဲဖြစ်ပါတယ်။နမောဦးရဲ့ဒူဝါယုံကနေတဆင့်ပြည်စုံအောင်ဧရိယာထဲမှာအပိုင်ကန်ခွင့်နှစ်ကြိမ်ရခဲ့တာပဲဖြစ်တယ်ခင်ဗျ။သူရချိုးပေးရတယ်။ညာထဲမှာပဲအခြေအနေကြည့်နေမြမူစတာဖာစသွန်နိုင်လိုက်တက်သွားတယ်။ရှုပ်ပေးထားတယ်ခေါင်းထဲမှာကြိုးစားနေ။တကြော်ထီဧရိယာဝင်ရောက်ဖို့ကြိုးစားနေလေဖြတ်ချိုးပေးတာလည်းကန်လာပြီ။ရခိုင်နိုင်တဲ့အသင်းတွေဥဆောင်မှုကိုနံပါတ်8မူစတာဖာကပြင်ပြပါတယ်နော်လာမျိုးကြော်ထင်းနေရင်ဆိုင်တွေ့နေမြရှုတင်မိတာလေဒီမှာလဲစောမျိုးစောခေါင်းတက်ဆုံးသက်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ရင်သူ့ရဲ့ခေါင်းတက်ချက်ကလည်းကိုပါရန်ဘောကပဲကြော်ပြီးတော့ထွက်သွားခဲ့တယ်ခင်ဗျာအခုချိန်မှာလဲသစ္စာအမှန်တင်းရဲ့ကဲစကလူပိမာနေစစ်မူစတာဖာဘယ်ချောင်လိုက်တင်လေးပေးထားတယ်အောင်နိုင်ဝင်းလက်ကန်လာပြီဒီချိန်မှာတော့အောင်နိုင်ဝင်းရဲ့ကန်ချက်ကတော့ဂိုးဖြစ်ပြောင်းလဲသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တောက်လျှောက်ဆိုသူတို့ကိုပေါက်ကန်သွင်းရမှာလွဲချုံနေခဲ့တဲ့အောင်နိုင်ဝင်းရင်ရရှိလာတဲ့အခွင့်အရေးကိုတော့အကောင်းဆုံးကန်သွင်းပြီးတော့ရခိုင်ယူနိုက်တက်အသင်းအနိုင်တေချာစေဖို့အတွက်လိုအပ်နေတဲ့ဒုတိယမြောက်ဥဆောင်ကိုတော့သွင်းပေးခဲ့ပြီပဲဖြစ်ပါတယ်
ဒီပြကျော်ဦးမထင်းလင်းနဲ့အတူဖြည်းဖြည်းအသားကျလာခဲ့ပြီလို့ဆိုရမယ်ရခိုင်ယူနိုက်တက်အသင်းရဲ့နိုင်ပွဲတစ်ပွဲကိုဒီနေ့မှာကျွန်တော်တို့မြင်တွေ့ရတော့မလားဆိုတာတော့တိတ်မကြံတော့တဲ့ကစားချိန်မိနစ်ပိုင်းမှာတော့စောင့်ကြည့်ရဖို့ရှိနေတာပဲဖြစ်ပါတယ်မူစတာဖာရဲ့လိုက်တဲ့ပြပမှုကနေတော့ရှော့သူတို့လိုက်တက်လာခဲ့တဲ့အောင်နိုင်ဝင်းလိုက်တဲ့လေကန်သွင်းပြီးတော့ရခိုင်ယူနိုက်တက်အသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုတင်သွားခဲ့တာပဲဖြစ်ပါတယ်ကျော်ဟိုရှုမာပြီးသားလေခေါင်းတိုက်ထားပြီဒီရရှိလာတဲ့တော့မော်ခွင်းကြီးကိုတော့မင်းခန့်ကျော်ကန်မှာဖြစ်ပါတယ်မင်းခန့်ကျော်ကန်ပို့ပြီးသားလေခေါင်းတိုက်ထားပြီဒီချိန်မှာတော့ခိုင်ယူနိုက်တက်အသင်းအနိုင်ကိုပုံမှုတေချာစီမဲ့တတိယမြောက်သွင်းကိုတော့မင်းခန့်ကျော်ရဲ့တောင်ကမော်ကန်နေပေးပုံမှုကနေဒီနေ့ကွင်းလယ်မှာပွဲထွက်လာခဲ့တဲ့ကွင်းလယ်ကစားသမားမန်ဖဆိုကခေါင်းတိုက်ပြီးတော့အဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ခိုင်ယူနိုက်တက်အသင်းက3ဂိုးဂိုးပြည့်ဆိုတဲ့ရလဒ်တစ်ခုနဲ့တစ္ဆာအမှန်အသင်းကိုတော့ပြပြတသားဥဆောင်ခဲ့ပြီလည်းဖြစ်တယ်ခင်ဗျာဆိုရဲခေါင်းတိုက်ချက်ကောင်းမွန်တဲ့အနေအထားတစ်ခုမှာတော့တစ္ဆာအမှန်အသင်းရဲ့ခန့်စစ်တဲ့ဂိုးသမားတို့ဘာမှမတက်နိုင်ဘဲနဲ့တွင်ကိုဖြစ်ခွင့်ပြုပေးခဲ့ရတယ်ပဲဖြစ်ပါတယ်ဒီဆုံးဘွားလည်းဖြည်းဖြည်းနဲ့တော့အနီးကပ်နေပြီပဲဖြစ်တယ်ခင်ဗျာစာမန်သိမယ်ဗမွေကိုပြန်လည်စတင်မှုအတွက်ကြိုးစားနေရပဲဖြစ်ပါတယ်ဝနာလှိုင်ရှင်အားကစားဝါနာရှင်ပြည်သက်များခင်ဗျာကျွန်တော်ရှင်ခံတင်ဆက်နေစဉ်အတွင်းမှာပဲတစ္ဆာအမှန်အသင်းနဲ့ရခိုင်ယူနိုက်တက်အသင်းတွေရဲ့ဝဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာရခိုင်ယူနိုက်တက်အသင်းက3ဂိုးဂိုးမရှိဆိုတဲ့ရလဒ်တစ်ခုနဲ့တစ္ဆာအမှန်အသင်းကိုအနိုင်ရကလက်ရှိဘလုံးရသည်ရဲ့ရခိုင်ယူနိုက်တက်အသင်းပထမဆုံးသောနိုင်ပွဲကိုစတင်ရရှိသွားပါတယ်ဆိုတဲ့အကြောင်းအစီအခံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ diet ထုတ်တဲ့တင်ဆက်နေမှုကိုဒီမှာပဲဆုံးသက်ခွင့်ပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ